ဟုတ်ကဲ့ယောက်ျားကိုတင်းတင်းတဲတဲနဲ့လေးထားပေးနိုင်ဖို့လေဟုတ်သူများလည်းစနိုင်မကြော်အောင်ပေါ့မရသေးတာအမှုပညာကြီးတွေရောအများကြီးပဲကျမကကြတော့အချိန်နဲ့ချိန်ပါချိန်တာတော့ကျမတို့အားလုံးချိန်တာပဲမရအောင်ချိန်ပါတရုတ်မင်းသမီးလေးချိန်ပါချွဲပြီးကိုပြန်ကိုချွဲပြောကြမှန်တယ်ကျကိုကြည့်ပြီးယွန်းလို့ယွန်းစရာကြီးတော့ဟဲ့သူတို့တော့မသိငါကိုပြန်ကြည့်ယွန်းတာဟဲ့လို့မလိုက်ဘူးလေကိုမျက်နှာကြီးနဲ့ကိုရဲ့ဒီ infraction ကိုရဲ့ကိုအပလေးကိုကြည့်ပြီးမှန်တယ်ပြန်ကြည့်တော့အော်သူတို့လေးငါမကြိုက်တာလည်းအပြစ်မရှိပါဘူးဟဲ့လို့ကိုတော့မှမနှောအပြက်ကိုကြီးရဲ့အဲ့မှာအတန်ကြီးပြာပြီးထွက်သွားပြီလေကိုကြီးရဲ့ဆိုအဲ့မှာအတန်ကြီးကပြတလဲကျုပ်ဖြစ်သွားပြီရှင်အဲ့လိုကြိုက်တာလားအဲ့ဒီကျမနေရောကတ်တရာလေးကတ်တရာမဟုတ်ပါလဲကျမတို့ပါလဲဟိုထက်ညက်ပါလဲကစီနဲကိုလေတနေ့ကိုဆက်ပိတ်တာကျွေးဦးမယ်ကောင်းလေးရှင်ကြက်ပြီးသွေးရုပ်စီးရုပ်ဖြစ်ပြီးခန့်သွားဟမ်ကတ်ကိုစီးပြီးတော့လေဟဲဝါဆိုထက်ညက်ကဝယ်ရခက်အောင်ပဲကြွက်ကဆေးဝယ်ချရင်မစီးကပ်ပြီးခွာမရအောင်လေတရေတော့ရှာစရာလားတရေရှာအောင်ကျမယောက်ျားလည်းမဟုတ်ကျမတို့ညဘက်ဓမီတစ်လုံးနဲ့ဘာရှာရဲဆိုတော့ရှင်တို့သိစင်တယ်မလားထွက်လာရင်ကြည့်ပေါ့ဒီနေ့ကကြတော့လင်းတို့ show like application mix up ပွဲမှာပေါ့နော်လင်းတို့ရိုက်တဲ့ LGBT reality show လေးလည်းပါတယ် reflex ပေါ့နော်ဒီရုပ်ရှင်ဇလန်ဒရကားလေးလည်းပါဆိုတော့ပတ်သက်ဖြစ်တာအရှမ်းမောပါအရှမ်းလည်းပြင်မှန်ပါတယ်လင်းမထင်တာပါဘူးအဲ့လောက်လောက်ရလိမ့်မယ်လို့အဲ့တော့ကြီးခဲ့တော့ဟဲ့ငါလည်းအဲ့လိုရိုက်ချင်တာပေါ့နော်အခုကိုရိုက်ရတဲ့အချိန်မှာအသက်ကကြီးနေပြီဆိုမောနေတယ်တကယ်တော့ရှာစရာလားတကယ်ရှာအောင်ကျမယောက်ျားလည်းမဟုတ်ကျမတို့ညဘက်ဓမီတစ်လုံးနဲ့ဘာရှာရဲဆိုတော့ရှင်တို့သိစင်တယ်မလားထွက်လာရင်ကြည့်ပေါ့ယောက်ျားလည်းကောင်းတယ်စိတ်လှရှားဖို့ကဏ္ဍကြီးလည်းပါတယ်ဝမ်းနေစရာလေးတွေဒါလေးတွေကိုကြည့်ပြီးတော့အော်သူတို့လေးတွေကတော်တော်စူးစမ်းထားပါလားဆိုတဲ့ဟာမျိုးလေးလည်းဖြစ်မှာပါနည်းနည်းလေးလည်းအဲ့လိုထဲမှာကြည့်ရတာတယောက်နဲ့တယောက်ပြိုင်တာဆိုပြီးအဓိကကိုပြန်ရတယ်လို့ဖြစ်နေတာပေါ့နော်ပြောနောက်တစ်ပတ်လက်ဖြန်ဘာလုပ်မှလဲလက်ဖြန်ဘာလို့သူများဘာလုပ်လဲမလုပ်လဲမေးနိုင်အောင်လက်ဖြန်ငါဘယ်လိုလုပ်မှလဲဘယ်လိုပြင်ဆင်အဲ့ကြီးပဲစိတ်ရောက်နေတာဆိုတော့လေမြင်အော်နေကြဆိုတော့လေအတန်တော့မနာတချင်းဆိုတာပြောတာဗာမိုက်ခဲလေစူးကလည်းအားနဲ့အဲ့လိုတချင်းနေဆိုတာလေအဲ့လိုစူးနဲ့ကိုနဲ့အဲ့လိုစာအကြောင်းတစ်ကြောင်းဆိုတချင်းဆိုအဲ့လိုစူကြဆိုတော့အော်ဆိုနေကြဆိုတော့လေကျွန်တော်ရှာနေကြဆိုတော့သမီးကတော့စောင့်ထားတာပေါ့အကုန်အားတာတယ်ဟုတ်ကဲ့တို့ပြောရင်ကျမဟိုးပဲလုံးမန်းတယ်ပြောတာအားလုံးကလုံးမန်းတယ်အဲ့တော့လုံးမန်းတော့ကြည့်လို့ကောင်းတယ်လေအဲ့တော့မှကျမလုံးမန်းပြီးအားလုံးကစပိုက်အင်ဂျင်နဲ့လောင်းဝင်လုံးလာတယ်ဆိုရင်တော့ဘယ်ကောင်းလဲအဲ့တော့အားလုံးလုံးမန်းနေတော့အားလုံးကြည့်ရတဲ့ချစ်ရတဲ့သူတွေအတွက်ကြည့်ရတာ entertain ပို့ဖြစ်တာပေါ့တုံတော့ခွီးနေတာရှင်တို့လေအနောက်မှာခေါ်ပြခြင်းတယ်ဟဲ့သူကအဲ့လိုလေသူစပယ်လုံးဖို့မမြင်ကိုကဝိုင်းလို့ကိုကငကတ်မှာပါကိုဟာဖြုတ်တက်အဲ့လိုမျိုးတွေလေလဲတက်အဲ့လိုဆိုတော့အဲ့လိုပဲလုံးရတာပေါ့သူရတူ3000ပေးမှလေခရောင်းနဲ့3000ပေးမှဆိုတော့ဟုတ်ထင်လားပြိုင်မှမပြန်သေးတာဘယ်လိုသိမှာတော့အချိုးစားထားပါရဲဒါမဲ့လေလင်းတို့ကအခုလိုမျိုးရုပ်ရှင်ဗီဒီယိုလေးတွေရိုက်တယ်လို game program လေးတွေရိုက်တယ်ဆိုတာကလင်းတို့ချစ်နေတဲ့သူတွေလင်းတို့အားပေးနေကြတဲ့သူတွေအတွက်တခဏတာပျော်ရွှင်မှုအတွက်ကိုအားတဲ့အချိန်လေးတွေနဲ့ဒါလင်းတို့ရိုက်ကူးပုံဖော်ပေးတာဖြစ်ပါတယ်အလင်းရဲ့အလုပ်ကတော့ main business ဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဆိုဒီလာငန်းလေးမှာ make up သွားလိုက်ရသေးတယ်ပန်းလိုက်မှာလိန်ဖို့ပြေးတီးပြေးတင်းကြီးသေးပေါ့နော်မောနေတာဆိုတော့ကိုယ့်ရဲ့အလုပ်ကလည်းဒါကိုယ့်ရဲ့ main business အလုပ်ကလည်းကိုကရက်တီရတဲ့အလုပ်ကိုဘဝမှာလင်းရဲ့လို့ဖြစ်လာအောင်ထမင်းကျွေးတဲ့အလုပ်ရက်တီလို့ရအောင်ပေးတဲ့ဒီ make up အလုပ်ကလည်းတမီးကအရန်ပြောတာလေတမီး make up လေးနေရရင်ကိုထမင်းမစားဟင်းမစားကိုပြောတာတစ်ခါကျရင်ရုပ်ရှင်ရိုက်တာတို့ဗီဒီယိုတော့ဆိုတော့ဘိုက်ဆိုင်မနှောကပြက်သေးတယ်အဲ့ make up လေးနေကိုမေ့နေတာထမင်းစားပေါ့အဲ့လိုမျိုးဆိုတော့ကိုဝါသနာပါတယ်ကိုပြောရှင်တဲ့လုပ်ကလည်းကိုစောက်ချပြီးလုပ်နေရတာဆိုတော့လေအခုဆိုရင်တရားရိုက်ရတော့တမီးကအခုတင်တန်းဆို6လပိုင်းမှဖွင့်ပြမှာအကုန်လုံးကလာပေးစားကိုကကျတော့ကိုကိုရင် PPCC တင်ပေးနိုင်မှသာလဲတင်တန်းကိုဖွင့်ပေးစင်တာဆိုတော့လေပတ်စံစုထားတဲ့ရှင်ယောက်ျားယူဖို့ပါရှင်ဟုတ်ကဲ့ယောက်ျားကိုတင်းတင်းတဲတဲနဲ့လေးထားပေးနိုင်ဖို့လေဟုတ်သူများလည်းစနိုင်မကြော်အောင်ပေါ့မရသေးတာအမှုပညာကြီးတွေရောအများကြီးပဲကျမကကျတော့အချိန်နဲ့ချိန်ပါချိန်တာတော့ကျမတို့အားလုံးချိန်တာပဲမရအောင်ချိန်ပါတရုတ်မင်းသမီးလေးချိန်ပါကိုချိန်လိုက်ပါသွားလိုက်ပဲမရအောင်ကျမတို့ဘာဖြစ်လို့လဲမသိနာမည်ကြီးထမင်းကလားမသိမထက်တော့ရမ်းထင်ကြည့်တယ်ကျမသူပဲရမယ်အဲ့လိုဖြစ်တာယောက်ျားလေးတွေကလည်းကိုနဲ့တွေ့မိန်းမမရှိဘူးလို့စော်မရှိဘူးလို့မျိုးစုံလိမ့်တာသူတို့နေတိုင်းတပားတော့ကျိုးတယ်ငါးပါးတီလာပါသူရဲ့နောက်ကျောင်းကိုလေးလာလိုက်မိန်းမနဲ့ကွဲထားတယ်သူရီးစားနဲ့ပြတ်ထားတယ်အမျိုးစုံပါယောက်ျားလေးတိတ်လိမ့်တတ်တယ်လင်းရဲစိတ်ညစ်တာပဲရအောင်လေးပဲကျမစကားပဲပြောတတ်တာလေသိသားပြီလားဟောလုံးနေလေအစတော့အဲ့လိုမျိုးအမလားဆက်ရှင်လားမလို့သွားရတာပေါ့နော်နည်းနည်းကြားလိုက်အစနဲ့နားမလဲဟမ်ဟဲ့ငါသမင်းကနေကျွေးမှာလား
မအလုံးလုံးနေလေပြီးမှပြန်ဆက်အားရင်ဆက်လိုက်မယ်ဒါပဲအဲ့တော့မရတော့ပလစ်ကိတ်တွေကျွေးွားတစ်တီတူတစ်တီကျူးပြောတဲ့လူကြတော့လည်းစင်ပြေတယ်လေသူပြင်မမတို့လို့ပေါ့ချွေးပြီးကိုပြန်ကိုချွဲပြောကြမှန်တယ်ကျကိုကြည့်ပြီးယွန်းလို့ယွန်းစရာကြီးတော့ဟဲ့သူတို့တော့မသိငါတော့ကိုပြန်ကြည့်ယွန်းတာဟဲ့လို့မလိုက်ဘူးလေကိုမျက်နာကြီးနဲ့ကိုရဲ့ဒီ infraction ကိုရဲ့ကိုအပလေးကိုကြည့်ပြီးမှန်တယ်ပြန်ကြည့်တော့အော်သူတို့လေးငါမကြိုက်တာလည်းအပြစ်မရှိပါဘူးဟဲ့လို့ကိုတော့မှမနှောကပြက်ကိုကြီးရဲ့အဲ့မှာအတန်ကြီးကပြာပြီးထွက်သွားပြီလေကိုကြီးရေဆိုအဲ့မှာအတန်ကြီးကပြတလဲကျုပ်ဖြစ်သွားပြီရှင်အဲ့လိုကြိုက်တာလားအဲ့ဒီစမနေရောကတ်တရာလေးတက်ကတ်တရာမဟုတ်ပါလဲကျမတို့ပါလဲဟိုထက်ညက်ပါလဲကစီနဲကိုလေတနေ့ကိုဆက်ပြီးတာကြွေးဦးမယ်ကောင်းလေးရှင်ကြက်ပြီးသွေးရုပ်စီးရုပ်ဖြစ်ပြီးခန့်သွားဟမ်ကပ်ကိုစီးပြီးတော့လေဟဲဝါဆိုထက်ညက်ကဝယ်ရခက်အောင်ပဲကြွက်ကဆေးဝယ်ချရင်မစီးကပ်ပြီးခွာမရအောင်လေ reflex စကားလေးကလည်းဘာပြောဒီထဲမှာကလည်းဒီပန်းပညာရှင်တယောက်အနေနဲ့ပါဝင်ရတယ်ဒီ LGBT reality show မှာလည်းကိုချေရတယ်သူတို့လိုဘဝတူ LGBT တွေနဲ့အတူတူပြိုင်တာဆိုတာတဲ့ပါဝင်ခွင့်ရတဲ့အတွက်ကြောင့်လေအများကြီး LGBT တွေအားလုံးပုံစားကုန်ယူပါတယ်အခုလိုမျိုးလဲအခန်းကဏ္ဍတစ်ခုမှာ LGBT တွေကိုနေရာပေးလာကြတဲ့အတွက်လည်းအရင်ကျေးဇူးတင်ပါတယ်အဲ့အတွက်ကြောင့်အလင်းတို့ချစ်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းအောင်အားပေးကြတဲ့သူတွေအားလုံးကိုလည်းဒီနေရာကနေအများကြီးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်